ဒီတူဟူးလေးကိုမြင်တာနဲ့တောင်ကြီးသူတောင်ကြီးသားတွေကဘယ်ဆိုင်လဲဆိုတာတမ်းပြီးသိကြလောက်ပြီပေါ့နော်ဟုတ်ပါတယ်ရက်ကန်းကြောင့်ရှိကခုံမီဆိုတဲ့တူဟူးလေးဆိုင်လေးပါဒီဆိုင်လေးကမနှက်ဆွဆွအေးရမထားနိုင်တဲ့ဒီအတွက်အမြဲတမ်းငှက်ရတဲ့ဆိုင်လေးပေါ့ခင်ဗျာတူဟူးလေးဆိုရင်လေခောက်ဆွဲဘက်ကိုတက်တက်ပြုတ်ပြီးတော့တူဟူးလေးကိုလောင်းပြီးထည့်ပေးတာတက်ခုလိုမျိုးခောက်ဆွဲဘက်ကိုတူဟူးလေးဦးလေးပြစ်ထည့်ပြီးတော့နေလုပ်ပေးတာလေပို့ပြီးတော့အရသာရှိရခင်ဗျာခောက်ဆွဲဘက်လေးတွေကလည်းပို့ပြီးတော့နူးညံ့ပြော့ပြောင်းသလိုတူဟူးလေးရဲ့အရသာလေးတွေဝင်နေလို့ခံစားရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီဆိုင်ကတူဟူးလေးကိုအရန်ကြိုက်တော့ပါတယ်ခင်ဗျာစားကောင်းမကောင်းဆိုတော့တူဟူးလေးရဲ့အယောင်အစင်းနဲ့အခုလိုမျိုးတူဟူးလေးနဲ့ခောက်ဆွဲနဲ့ထွေးထွေးလေးဖြစ်နေတာကိုပဲကြည့်လိုက်တော့ခင်ဗျာအခုတော့ကျွန်တော်မှာထားတဲ့တူဟူးလေးပွဲထဲကိုအစာပလာအစုံလေးကိုထည့်နေတာပါနော်ဒီဆိုင်မှာလည်းတူဟူးလေးတစ်မျိုးထဲကိုရောင်းပါတယ်တူဟူးလေးနဲ့တွဲစားဖို့အကြကွေးလေးရတယ်ပေါ့နော်ကျွန်တော်သွားတာနည်းနည်းနောက်ကျသွားလို့အကြကွေးရတော့ကုန်သွားပါတယ်ခင်ဗျာအခုတော့ကျွန်တော်မှာထားတဲ့တူဟူးလေးတွေရပါပြီခင်ဗျာဘယ်လောက်တောင်စားခြင်းဆိုပဲကောင်းနေလဲဆိုတာကိုကြည့်လိုက်ပါဦးခင်ဗျာတောင်ကြီးရောက်လို့ရှိရင်ဒီဆိုင်လေးမှာမဖြစ်မနေမနှက်ဆောင်တော့စားကြည့်ခဲ့ကြနော်ဆိုင်ဝင်းချိန်လေးကမနက်6နိုင်လောက်ဆိုစပြီးဖွင့်နေပေါ့နော်မနက်8နိုင်ခွဲ9နိုင်လောက်ဆိုရင်ကုန်တာများပါတယ်အေးထန်နောက်ကျလို့ရှိရင်ကုန်ပြီဆိုတဲ့ဆိုင်ဘုတ်ကိုချိန်ထားတာပဲတွေ့ရမှာပေါ့နော်တကယ်လို့လေရောက်လို့ရှိရင်ကုန်ပြီလို့ဆိုင်ဘုတ်ချိန်ထားလဲဆိုင်လေးကိုဝင်ကြည့်လိုက်ပါဒုံလေးအိုးထဲမှာဒုံလေးရှိတယ်ဆိုရင်ဆိုင်ထဲမှာကတ်တီနဲ့ဝင်ထိုင်လိုက်ပေါ့နော်ဒုံလေးရသေးလားလို့အပြင်အမီလို့ရှိရင်သူကကုန်ပြီလို့ပြောပေမဲ့ဒုံလေးရှိသေးတယ်ဆိုရင်တော့ဆိုင်မှာထိုင်နေတဲ့ customer တွေအတွက်တော့ပွဲပြင်ပေးရပေါ့နော်တကယ်တော့ဒီဆိုင်ရဲ့ဆိုင်နာမည်ကမရှိပါဘူးသွားတာနောက်ကျတိုင်းဒုံလေးကုန်ပြီဆိုတဲ့ဆိုင်ဘုတ်ကိုအမြဲတမ်းချိန်ထားလို့စသုံးလူတွေကြားမှာကုန်ပြီဆိုတဲ့ဆိုင်လေးနာမည်တွင်သွားတယ်ပေါ့နော်ဆိုင်လေးကတော့အရှိမျိုးပတ်လည်ရက်ကန်ကြောင်ရှိမင်္ဂလာဦးရက်ကွက်တောင်ကြီးမြို့မှာတည်ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်